ရညီမလေးက2သိန်းဝန်းကျင်နဲ့ကလေတက္ကနိုမှန်ကုန်းနဲ့ကဘယ်မျိုးစားရလဲ2သိန်းဝန်းကျင်2သိန်းမလို့ခဏလေးနိုင်2သိန်းမလို့ဘယ်လောက်ပေးရမလဲဆိုတော့8000ပဲပေး2000ပြန်ပေးလိုက်မယ်အကုန်ရေစုခံ battery ampere 9000နဲ့တက္ကနိုရဲ့နောက်ဆုံးထပ်ဖြစ်တဲ့တက္ကနို40 Pro Plus လေးရောင်းပေးမယ်ဘလို့ပုံစံနဲ့ဝယ်ယူလို့ရမလဲဆိုတာကိုတော့ဗီဒီယိုရဲ့အဆုံးမှာပြောပြမှဖြစ်လို့ဗီဒီယိုလေးကိုဆုံးအောင်လေးတော့ကြည့်ပေးပါအဲ့ဒါလေးတော့ဖြစ်တာကြိုပြီးရက်ခံပေးလိုက်တယ်နော် PS 40 Pro Plus လေးတွေကိုပစ္စည်းပြန်ဝင်တယ် battery ampere ကတော့ဒီကောင်လေးက9200ဆိုရင်မဲ့သူရဲ့9200အရင်ထူမနေဘူးပေါ့နော်အမတို့ဒီ website မှာပြင်ကြည့်ရတော့ဆိုရင်နော်အရင်ထူမနေဘဲနဲ့ပါပါလေးနဲ့ပြပြလေးသွားတယ်ဖုန်းလေးကိုမပြခင်သူ့ထဲမှာဘာတွေပါလဲဆိုတာလေးကိုအရင်ဆုံးဆက်စုပြပေးမယ်နော်ဘာတွေပါမလဲဆိုတော့အာတိုဝါကတော့သူက45 watt နဲ့လာပြီးထားတယ်ဒီ45 watt ဆိုလို့ရှိရင်တော့အမတို့ခံမှန်းကြည့်နိုင်ဝက်လောက်ဆိုလို့ရှိရင်တော့မှပဲဒီကောင်အားတရာပြည့်မဲ့ခင်မှာပါတယ်ပေါ့နော်တက္ကနိုရဲ့မှန်မကွဲလေးသူကမှန်ကုန်းဖြစ်တဲ့အတွက်ကြောင့်မလို့မှန်မကွဲလေးပါသူပြထည့်ပေးထားတယ်မှန်မကွဲလေးပါမယ်နောက်ဘာပါမလဲဆိုတော့တက္ကနိုရဲ့ running cap အာမခံ running cap ပြားလေးပါမယ်နောက် cover လေးတွေပါပါမယ်ဖုန်းလေးကတော့ဘယ်လိုလေးဖြစ်မလဲပေါ့နော်ရှင်ခုံသွားနဲ့ပြပေးမယ်အမလေးကာလာလေးရလဲလုံးဝကိုကျွေစင်းဗရီအမ်ယာ9200 CPU ကတော့ဒီကောင်အရင်ရှေ့ဟာတွေတုန်းကတော့ Helio GTR နဲ့လာပေးထားတယ်ဒါပေမဲ့အခုနောက်ဖက်တဲ့ဒီကောင်ပေါ့နော် Smart 40 Pro Plus မှာဆိုရင်တော့သူက Helio G 200ကိုသုံးပေးထားတာတွေ့တယ်ပေါ့နော်။အိုးပါလေးနဲ့ဟိုမှာပြတကယ်ကို9200 mAh တော့မထင်အောင်ဖုန်းကလုံးဝပြားတယ်ပေါ့နော်။အမမိတ်ကလေးလက်ဆိုရင်တော့လက်တန်းတစ်ဝက်လောက်ပဲရှိတဲ့ထင်မှာပါတယ်ပေါ့နော်။နောက်တိုက်စီနဲ့လာမယ်ပေါ့။အခုကတော့တိုက်စီမှာရုပ်ထွက်ပိုင်းဆိုလို့ရှိရင်တော့သူက AMOLED ရုပ်ထွက်ကိုမှာ Android display သုံးလို့ရမယ်။နောက်ပြီးတော့ IP64 ပါတဲ့ရေတံမိုးတံကိုဒီကောင်ကောင်းကောင်းခံနိုင်မယ်။ color လေးနဲ့ခုလက်ရှိပြောတော့အဝယ်ရောက်ထားတာကအမဲဒါပေမဲ့အမဲဆိုမဲ့သူက dark blue လို့ပြောလို့ရတယ်။နက်ပြာလေးပေါ့နော်။ဒါလေးကတော့ green အစိမ်းလေးကကြတော့သူကတုံတယုံဒီအနောက်မှာချစ်တာပါညာအပိုးဖိတ်ခံတဲ့ထဲမှာပါတဲ့အသားမျိုးပေါ့နော်။ဒီအသားလေးကိုသုံးပေးထားပါတယ်။ဒီကောင်လေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့အရေးကြနဲ့ဆိုရင်ကနဦး38000ပေးပြီးတော့လဲဝယ်လို့ရတယ်လို့သူ့ရောင်းပေးထားတဲ့မူရင်းသေးလေးက RAM က8 memory က256 GB ကိုမှ9,900လေးနဲ့ပဲအောင်မိုဘိုင်းမှာအခုလက်ရှိရောင်းပေးထားပါတယ်ရှင်။လာရောက်ဝယ်ယူအားပေးတင်တယ်ဆိုရင်လည်းဆိုင်ရက်လေးစာလေးကလှိုင်သာယာမြို့နယ်တမကုန်းမှတ်တိုင်အနီးအတွင်းပဒံထိပ်ပါနော်။ဆိုင်ရက်ဖုန်းနံပါတ်တွေကတော့09339328ကဲ399895196366ကဲနောက်MPD နံပါတ်ကတော့399255442464ကိုလည်းပြည်တင်လေးဖုန်းဆက်ပြီးလည်းမေးမြန်းလို့ရပါတယ်ရှင်။ဝယ်သူတယောက်ခြေစီတိုင်းရောကျေးဇူးများတင်ပါတယ်မင်္ဂလာရှိတော်နေပြီပါရှင်။